Okay အားလုံးမင်္ဂလာပါ Namaste Okay ပထမပိုင်းမှာကျွန်တော်အခုလက်ရှိကျွန်တော်အလုပ်လုပ်နေတဲ့ company ရဲ့စီးပွားရေးအကြောင်းပြောပြပြီးသွားပြီပြီးတော့ကိစ္စဖြစ်သွားတဲ့အဓိကအကြောင်းရင်းကိုလည်းကျွန်တော်ပြောပြပြီးသွားပြီတရုတ်လူမျိုး2ယောက်ကဘာကြောင့်ရိုက်ခံရလဲဆိုတော့လည်းကျွန်တော်ပြောပြပြီးသွားပြီသူရိုက်ခံပြီးတော့မှအထဲကိုဝင်လာပြီးတော့တကားတွေအကုန်လုံးကိုပိတ်ပြီးတော့မှကျွန်တော်အထဲထဲမှာနေနေတဲ့အထီကိုကျွန်တော်ပြောပြပြီးသွားပြီပထမပိုင်းမှာတကယ်လို့ပထမပိုင်းမကြည့်ရသေးဘူးဆိုလို့ရှိရင် description ထဲမှာပထမပိုင်းရဲ့ link ကိုကျွန်တော်ထည့်ပေးထားပါတယ်ပထမပိုင်းကိုအရင်ကြည့်ပေးပါပထမပိုင်းကြည့်ပြီးမှပဲဒုတိယပိုင်းကိုကြည့်မှကိစ္စအကြောင်းအရာကိုအသေးစိတ်ကိုနားလည်မှာဖြစ်ပါတယ်ဆိုတော့ဒုတိယပိုင်းကိုဆက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်အားလုံးအထဲထဲမှာပဲနေကြတယ်အလုပ်သမားတွေကပထမတစ်ဆင့်တကားကိုဖွင့်ပြီးတော့အထဲဝင်လာပြီဒုတိယတစ်ဆင့်တကားကိုတော့သူတို့မဖွင့်နိုင်သေးဘူးအပြင်မှာသူတို့ဝုန်းတိုင်းနေကျဲနေကြတယ်နော်အတန်အကျယ်ကြီးစူညံတယ်အော်တယ်ဟစ်တယ်တရုတ်လူမျိုး2ယောက်အပြင်ထွက်ခဲ့တော့ဘာလို့ညာတော့အဲ့လိုမျိုး6တက်လှမ်းနေကျွန်တော်ဆိုလို့ရှိရင်အကောင်လုံးကိုစီကိုအခန်းထဲမှာဝင်ပြီးတော့နေကြတယ်တရုတ်လူမျိုး2ယောက်ကသူတို့အခန်းထဲကပို့ပြီးတော့ဆေးဖြတ်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တော့ခတ်ထားတယ်တော့ခတ်လို့ရတယ်ကျွန်တော်တကားတွေကတော့မရှိဘူးတော့ခတ်လို့လည်းမရဘူးတကားတွေမှာတက်ဒိုးလော့တောင်မရှိဘူးเนาะအမှအပေါက်ရှိတယ်တကားမှာအဲ့တော့လဲတော့ပုံရနေရမရှိဘူးရှိရအခန်းမှာပဲသွားပြီးတော့ပုံလာတာပေါ့တော်တော်အချိန်ကြာပြီးတဲ့အခါမှာသူတို့ကဘာလုပ်လဲဆိုတော့ဒီမှာခွေး9ကောင်မွေးထားတာရှိတယ်အလုပ်ရှင်ခွေး9ကောင်မွေးထားတယ်ခွေး9ကောင်ထဲမှာအထီး3ကောင်အမား2ကောင်ရှိတယ်အဲ့အမား2ကောင်ကနေပြီးတော့မှထပ်ပြီးတော့ခွေးပေါက်စားလေး3ကောင်ရှိရတော့သူတို့ကဘာလုပ်လဲဆိုတော့အဲ့ခွေးပေါက်စားတလေးအကောင်3ကောင်မပါပြီးတော့ဒီခွေး9ကောင်ကိုသူတို့ကလိုက်ရှာတယ်ခွေးတွေကလည်းသူတို့ကလူအုပ်များတော့ဟောင်းနိုင်တာလေဘာမှမလုံနိုင်ဘူးဘာကြောင့်လဲဆိုတော့သူတို့လက်ထက်မှာဒုတ်တွေဓာတ်တွေနဲ့ပြီးတော့ဘာရှိတယ်လဲဆိုတော့ဒီကလူမျိုးတွေကသူတို့ပဲသွားပဲလာလက်ထက်မှာအနည်းဆုံးဓာတ်တစ်လက်ရှိတယ်အရွယ်စားပဲကွာသွားတယ်တချို့ဆိုလို့ရှိရင်အိတ်ကက်ထဲကိုထည့်လို့ရတဲ့အရွယ်စားရှိမှတချို့ဆိုလို့ရှိရင်ဓာတ်အရှိကြီးအဲ့လိုမျိုးကိုင်ပြီးတော့ပတ်သွားတယ်ဆိုတော့ဒီကလူတွေမှာဘယ်တော့ပဲလာဓာတ်တစ်လက်ပါတယ်သူတို့တွေကအထဲဝင်လာကြတဲ့သူတို့မှာအနည်းဆုံးဒုတ်တွေဓာတ်တွေကိုစီပါတယ်အခွေးတွေကလည်းဘယ်ကရဲမှာလဲသူတို့လည်းထွက်ပြေးတယ်သူတို့အသက်ကိုသူတို့ကြောက်တာပေါ့သူတို့ထွက်ပြေးတယ်အဲ့လူမျိုးတွေကဘာလုပ်လဲဆိုတော့လူကိုအနေနဲ့ပြုလို့မရတဲ့အခါကျတော့ခွေးဘက်ကိုသူတို့လှည့်တယ်ခွေးတွေကိုတောက်ဖို့အတွက်လိုက်ရှာတယ်ခွေးတွေကပြေးတယ်အပြင်ဘက်ကိုပြေးနိုင်တဲ့ခွေးကအပြင်ဘက်ကိုပြေးတာပေါ့နော်အပြင်ဘက်ကိုမပြေးနိုင်တဲ့ခွေးကဒီထက်မှပဲလွတ်အောင်သူတို့ရှောင်တာပေါ့သူတို့ကဘာကြောင့်ဒီခွေးတွေကိုတတ်ရတာလဲဆိုတော့သူတို့ကခွေးသားစားတယ်ကျွန်တော်မြင်ပါနော်တစ်ခေါက်ကဆိုလို့ရှိရင်ကျွန်တော်ကုမ္ပဏီကကားပဲတက်သွားတိုက်တယ်တက်ပြီးတော့ပြန်လာတဲ့အချိန်မှာကားပေါ်မှာ
ခွေးအမိမြင်လိုက်တော့အဲ့ချိန်မှာမှောင်နေပြီတော်တော်မှောင်နေပြီည9 နာရီကြော်လောက်ရှိနေပြီဆိုတော့ရမောင်းကိုကျွန်တော်မေးလိုက်တယ်ဒီကဓမီထုတ်ပြီးကျွန်တော်ရမောင်းကိုမေးလိုက်တယ်ဘာကြီးလဲလို့ရမောင်းကသူကရိုးရိုးတတ်တာပဲခွေးလေအဲ့လိုပဲဖြေလိုက်တယ်ဘာလို့မအောင်လို့ဘယ်လိုဖြစ်လို့ခွေးရကားပေါ်မှာကြောင်းနေရလဲပေါ့ဆိုတော့ငါတို့ပြန်လာနေတဲ့လမ်းမှာတွေ့လို့ငါတို့ကားပေါ်တင်လာတာတဲ့ဟာလာလို့အဲ့တော့ဘာလို့မှလဲလို့ဆိုတော့မေးလိုက်တော့သူကမဖြေဘူးဒါမှတခြားတယောက်ကဖြေတယ်ငါတို့စားမယ်လေတဲ့ဟာလာလို့အဲ့လိုပဲကျွန်တော်မေးပြီးတော့ဆက်ပြီးတော့ဟောဖြစ်တော့မမေးတော့တာဆက်ပြီးတော့ဘာမှပြောတော့တာဆိုတော့အညာကသူတို့ချက်ပြီးတော့စားကြရပေါ့နော်ဒါသူတို့အစားသူတို့ကောင်းတယ်မကောင်းမဆိုးလို့ပါဘူးအဓိကစကားစမ်းမိလို့ဒါပြောပြတာပေါ့နော်ဆိုတော့အဲ့ခွေးတွေကိုသူတို့ကဒီကခွေးတွေကိုသူတို့ကလိုက်ရှာတယ်တတ်ဖို့အတွက်ခွေးတွေကပတ်ပြေးတယ်တော်တော်ကြာတယ်ဒီဝင်းထဲမှာပဲអော်လိုက်ဆူလိုက်ပုံတိုင်းကျဲလိုက်ရိုက်လိုက်ဒီဘေးကကာထားတဲ့အကာတွေကိုရိုက်လိုက်အဲ့တော့ပြောမှဆိုလို့ရှိရင်အဲ့အရှင်တွေကတော်တော်လေးကြောက်ဖို့ကောင်းတယ်ပြီးတော့ဒီမှာဘာရှိလဲဆိုတော့သူများနိုင်ငံတွေလိုမျိုးရဲစခန်းကိုဖုံးဆက်မှာတို့ဘာလို့မလောက်ဘူးလားလို့ဒါစဉ်းစားစရာရှိတယ်အဲ့လိုမျိုးကိစ္စဖြစ်ပြီဆိုလို့ရှိရင်အလွယ်တကူရဲစခန်းကိုဖုံးဆက်ပါလားဖုံးဆက်လို့မရဘူးလားဖုံးဆက်လို့ရတယ်ဒါပေမဲ့လက်ရှိရှိတဲ့စက်ရုံတည်နေရနဲ့ရဲစခန်းနဲ့အရန်ဝေးတယ်ရဲတွေဒီကိုရောက်လာဖို့အတွက်ဆိုလို့ရှိရင်ကားမောင်းပြီးလာမယ်ဆိုလို့ရှိရင်တော့မှအနည်းဆုံး1 နာရီလောက်အချိန်ပေးရမှာအနည်းဆုံး1 နာရီလောက်ကြာပြီးမှဒီကိုရောက်နိုင်မှာအဲ့လောက်ထိဝေးတယ်မျိုးနဲ့အဲ့တော့yes ကဖုန်းဆက်လို့ရှင်လဲဘာထူးမှလဲဒီမှာတကယ်လို့သာသူတို့ကတကားကိုရှိုးဖောက်ပြီးအထက်ဝင်လာပြီဆိုလို့ရှင်သူလှုပ်ရှင်တာသူတို့လှုပ်လို့ရတယ်သူတို့နေရပြီးတော့ခုနပြောသလိုအတွေးခေါ်အားနေတယ်လူစိုးလူမိုက်တွေများတယ်ပြောမယ်ဆိုလို့ရှိရင်နော်ညီကုန်းပြောရမယ်ဆိုလို့ရှိရင်အဲ့အချိန်ဒီအထဲထဲမှာတကားပိတ်ပြီးတော့နေနေတဲ့အချိန်အမတန်ကြောက်ဖို့ကောင်းတယ်မကြုံဘူးပေါ့နော်တခါမှမကြုံဘူးအဲ့လိုမျိုးပြီးတော့အဲ့လိုမျိုးကြုံရမလို့လဲလုံးဝမမျှော်လင့်ထားအောင်လုံးဝမစင်စားမိဘူးပေါ့နော်ဒါမှဒီကိုရောက်လာပြီးတော့အဲ့လိုအချိန်တွေမျိုးတွေကြုံရတယ်အခုလို့အရှင်တွေကြုံရတာလဲဒါပထမဆုံးအကြိမ်မဟုတ်ဘူး3-4-5 ကြိမ်လောက်ရှိပြီအဲ့တော့ကိစ္စတစ်ခုခုဆိုလို့ရှိရင်online ထားပြီးဆိုလို့ရှိရင်သူတို့နဲ့တွားပြီးတော့အငြင်းခုန်ဖြစ်လို့မရဘူးကိုယ့်ရဲ့ safety ကိုပဲအရင်ဆုံးစဉ်းစားရတယ်လှုပ်ရှင်ဘက်ကနေပြီးတော့လည်း safety ပိုင်း support မလုပ်ပေးနိုင်အဲ့တော့ဒီမှာမြန်မာနိုင်ငံမှာကုန်စည်နှုန်းတွေကြောင့်နိုင်ငံရေးအခြေအနေကြောင့်ကုန်စည်နှုန်းကြောင့်ဝင်ငွေနဲ့ရပ်တည်ဖို့အတွက်ခက်ခဲလို့နိုင်ငံခြားထွက်မယ်ဆိုပြီးတော့နိုင်ငံခြားကိုရောက်လာတယ်အဲရောက်လာတော့လဲအရင်ထက်ပြဿနာသေးလားဆိုတော့မသေးဘူး
agent fees တွေအများကြီးပေးပြီးတော့လာရတယ် agent ကိုပြောပြလို့ရှိရင်လည်း reason တွေအများကြီးလာမယ်ဟုတ်ပြီဟိုဘက် agent ကို plan ပြောထားတယ်ဟိုဘက် agent ကနေပြီးတော့လုပ်ရှင်ကိုပြောပေးမယ်ထူးခြားပြီလားမထူးခြားသေးဘူးလားမထူးခြားသေးဘူးဆိုလို့ရှိရင်ထပ်ပြီးတော့ပြောလိုက်ပါအောင်မယ်အဲ့လို agent ဘက်ကနေပြီးတော့ supporting အဲ့ထက်မပို agent ကိုပြောလို့ရှိရင်လည်း agent ဘက်ကနေပြီးတော့တကယ်လို့ဒီဘက်တစ်ထေးကို plan ပြီးတော့ပြောတယ်ဆိုလို့ရှိရင်ဒီဘက်တစ်ထေးကကိုအမြင်မကြည့်တော့အမြင်မကြည့်ဘူးအလုံးထဲမှာဆိုလို့ရှိရင်အပြစ်မရှိအပြစ်ရှာပြီးတော့စုမယ်អော်မယ်တူတူပြောရမယ်ဆိုလို့ရှိရင်နောက်ထပ် complaint မတက်ရဲအောင်တို့ချိန်လျှောက်တယ်အဲ့တော့အခုလိုမျိုးပြဿနာကနေရာတိုင်းမှာရှိရလို့မဆိုလို့ဘူးဒါကျွန်တော်ကြုံတွေ့ရတဲ့အတွေ့အကြုံကိုဒါ sharing လုပ်ရှင်းဖြစ်ပါတယ်